ရားသခင်သည်သင်တို့နှင့်အတူရှိပါစေရှင်ယောဟန်ရေးထားသောကျမ်းစာမှထုတ်နှုတ်သောကျမ်းထုတ်စကားသည်ယေရှုခရစ်တော်သည်တပည့်တော်ကြီးများမိန့်တော်မူသည်ကားယခုတွင်ငါ့ကိုဆေလွတ်တော်မူသောရှင်ထံသို့ငါသွားမည်တို့ရရင်ကိုတော်မူသည့်အရက်သို့သွားမည်နည်းဟု၍သင်တို့တွင်တယောက်မျှငါ့ကိုမမေးချငါသည်ကဤချောင်းရာတို့ကိုသင်တို့အားပြောချသဖြင့်သင်တို့၏စိတ်နှလုံးသည်ဝမ်းနည်းခြင်းဖြင့်ပြည့်လေပြီသို့သောသင်တို့အားငါမှန်တိုင်းငါဆို၏ငါသွားလျင်သင်တို့အတွက်များစွာကျိုးရှိအကြောင်းမူကားငါမသွားလျင်ကုညီဆောင်မသောရှင်သည်ကြွလာတော်မူလိမ့်မည်မဟုတ်ငါသွားလျင်မူကားထိုရှင်ကိုသင်တို့ထံသို့ငါစေလွှတ်မည်ထိုရှင်ကြွလာတော်မူသောအခါဤလောကအားအပြစ်အကြောင်းပြောင်းမခြင်းကြောင့်နှင့်တရားစီရင်တော်မူခြင်းကြောင့်တို့ကိုထင်ရှားစွာထုတ်ဖော်ပြတော်မူလိမ့်မည်အပြစ်ဟုဆိုရခြင်းမှာသူတို့သည်ငါကိုမယုံကြည်ကြသောကြောင့်ဖြစ်၏ပြောင်းမခြင်းဟုဆိုရခြင်းမှာငါသည်ခမည်းတော်ထံသို့ကြွသွား၍သင်တို့သည်ငါကိုထပ်မံ၍မြင်ရကြလိမ့်မည်မဟုတ်သောကြောင့်ဖြစ်၏တရားစီရင်တော်မူခြင်းဟုဆိုရခြင်းမှာဤကမ္ဘာလောကကိုအုပ်စိုးသောသူသည်တရားစီရင်ခြင်းခံရသောကြောင့်ဖြစ်၏ဤဒီကခရစ်တော်သခင်မြတ်သောဧဝံဂေလိကျမ်းပေတည်းအလုံးကိုမင်္ဂလာပါ Break and chain everything ဆုတောင်းမြတ်တာဟာအရာအလုံးကိုပြောင်းလဲနိုင်တယ်ဒီနေ့ကျွန်ုပ်တို့တွေပထမကျမ်းစာတော်မြတ်ကိုကြည့်မယ်ဆိုရင် Paul နဲ့ Silas သခင်ခရစ်တော်ရဲ့တရားကိုဟောတဲ့အခါမှာသူတို့ကိုမကျင်နဲ့တဲ့အတွက်ကြောင့်မလို့သူတို့ကိုထောင်ချအချင်းချတဲ့ချင်းချခံရတယ်ထောင်ထဲရောက်တဲ့အခါမှာ Paul နဲ့ Silas ကဘာလုပ်လဲဆိုရင်ဆုတောင်းတယ်တခြင်းဆိုရယ်အာရပါရတခြင်းဆိုရယ်ဘုရားသခင်ကိုချီးမွမ်းတယ်ဘာကြောင့်လဲငါတို့ဟာသခင်ခရစ်တော်ရဲ့အကြောင်းကိုဟောတဲ့အတွက်ကြောင့်မလို့ငါတို့ကိုထောင်ချတာချစမ်းပါထောင်ကလွတ်တာနဲ့သခင်ခရစ်တော်ရဲ့တရားကိုဟောမယ်မဟုတ်ဘူးထောင်ထဲမှာရှိတဲ့ချိန်မှာကိုယ်တည်းကသူတို့ဘုရားရှိမှဆုတောင်းတယ်တခြင်းနေဆိုရယ်ပျော်ပျော်ရွှင်ရွှင်နဲ့နော်ဝမ်းမြောက်စွာနဲ့တခြင်းနေဆိုရယ်ဘုရားသခင်ကိုချီးမွမ်းတဲ့အခါမှာဘုရားသခင်ကိုအားကိုးတဲ့အခါမှာဘာဖြစ်လာလဲဆိုရင်ယုတ်တရက်ဆိုသလိုမြေငလင်လှုပ်လာတယ်။ထောင်တွေကိုလုံးလှုပ်ခါပြီးတော့တကားတွေပွင့်သွားတယ်။အဲ့ဒီအရင်မှစောင့်နေတဲ့ထောင်မှုကသူတို့တွေထောင်သားတွေတော့အကုန်ထွက်ပြေးပြီလို့အထင်နဲ့သူကိုယ်သူတက်သိမဲ့ဆိုပြီးတော့ပြုလုပ်တဲ့အခါမှာPaul Silas သူတို့ကမလုံနဲ့ငါတို့မပြေးပါဘူးငါတို့မပြေးပါဘူးသူအံ့ဩသွားတယ်ဒီလူတွေကတော့ထူးဆန်းလိုက်တာထောင်ထဲမှာရှိတဲ့ချိန်မှာလည်းပဲဘုရားရှိခိုးတယ်တခြင်းတွေကိုအာရပါရသိဆိုတယ်ဘုရားသခင်ကိုချီးမွမ်းတယ်အခုလိုမျိုးငလင်လှုပ်ပြီးတော့ခွင့်ရတဲ့အခါမှာလည်းသူတို့ကမပြေးပဲနဲ့သူတို့ကစောင့်နေပါလားဆိုပြီးတော့သူတို့နဲ့အတူတူရှိတယ်သူတို့ရဲ့အကြောင်းကိုမေးတယ်သူတို့ကိုးကွယ်တဲ့ဘုရားကိုထောင်မှုသာမကပဲနဲ့သူ့ရဲ့မိသားစုဝင်တွေအားလုံးယုံကြည်ကြတယ်စေကြောခြင်းကိုခံယူကြတယ်သူတို့တွေကိုကောင်းဆုံးပြုစုပေးတယ်ဆိုတဲ့ຢာလေးကိုကျွန်တော်တို့တွေပထမကျမ်းစာတော်မြတ်မှာကြားရတယ်ဒါကြောင့်ဘုရားသခင်၌ချစ်လန်းစွာသောဘုရားရဲ့သားသမီးပေါင်းတို့ break and chain everything ဆုတောင်းမြတ်တာဟာတဲ့အရာအလုံးကိုပြောင်းလဲနိုင်ပါတယ်ဒါကြောင့်မလို့မိမိတို့ရဲ့နေ့စဉ်ဘဝတတ္တာမှာ
Do not despair in trial ဒုက္ခတွေကြုံတဲ့အခါမှာစိတ်တမကြပါနဲ့အစင်မပြေမှုတွေကိုခံစားကြုံရတဲ့အခါမှာလဲမျောလင့်ချက်မဲ့တဲ့သူကဲ့သို့အသက်မရှင်ပါနဲ့ဘုရားကိုအားကိုးပါဘုရားကိုဗဟုပြုပါဘုရားရှင်ထံပါမှာဆုတောင်းပါသင်တို့ရဲ့ဆုတောင်းတဲ့စစ်မှန်တဲ့ဆိုရင်ဘုရားသခင်ကျွန်ုပ်တို့တွေကိုပေးမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်ုပ်တို့တွေပထမကျမ်းစာတော်မြတ်နဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ကိုကြည့်တဲ့အခါမှာ The Spirit leads the apostle obey ဝိညာဉ်တော်မြတ်ကဥဆောင်တဲ့အခါမှာသူ့ရဲ့တပည့်တော်ကြီးတွေကနာခံတယ်ဝိညာဉ်တော်မြတ်ရဲ့ဥဆောင်လမ်းညွှန်မှုကိုသူတို့တွေနာခံတယ်ဒီနေ့ကျွန်ုပ်တို့တွေဆရာတော်တွေယဟန်တွေဥဆောင်တဲ့အခါမှာကျွန်ုပ်တို့တွေနာခံရဲ့လားသူတို့ကိုကျွန်ုပ်တို့တွေ complain ပေါင်းများစွာနဲ့ဒီလိုပြောရမှာပေါ့ဟိုလိုလုပ်ရမှာပေါ့အမျိုးမျိုးအဖုံဖုံကျွန်ုပ်တို့တွေဝေဖန်နေသလားအပြုသဘောနဲ့ဝေဖန်တာလားအပြည့်သဘောနဲ့ဝေဖန်တာလားတချို့ဝေဖန်တဲ့အခါမှာသူတို့ပြောလေးရှိတယ်ကောင်းစီခြင်းလို့ပါကိုကမကောင်းဘူးကိုကမကောင်းသူကကောင်းစီခြင်းလို့ပါသူကလှုပ်လိုက်သေးတယ်ဆိုတော့ကြောင့်မလို့အပြုနဲ့အပြည့်နဲ့ဝေဖန်သလားဒီနေ့တပည့်တော်ကြီးတွေကနော် The Spirit leads the apostle obey သူရဲ့တပည့်တော်ကြီးတွေကနာခံတယ်တန်ရှင်သောဝိညာဉ်တော်ရဲ့တကူတော်အဖြစ်ဥဆောင်မှုကိုသူတို့တွေနာခံတယ် Obedience leads to suffering နာခံတဲ့အခါမှာဘာဖြစ်လဲဆိုရင်အမြဲတမ်းအကောင်းနဲ့ပဲတွေ့မှာမဟုတ်ဘူး Suffering ဆိုတဲ့ဒုက္ခနဲ့တွေ့မယ်ဒီနေ့ Paul နဲ့ Silas ကနာခံတယ်နာခံတဲ့အခါမှာဘာလဲဘုရားရဲ့တရားကိုဟောတဲ့အခါမှာထောင်ချတယ်အချုပ်ထဲကိုဝင်ရတယ်နှိပ်စက်ခံရတယ်ဒါပေမဲ့အဲ့ဒီအရာက suffering ဆိုတာကကျွန်တော်တို့ရဲ့ဘဝအတွက်အဆုံးသက်ခြင်းမဟုတ်ဘူးဘဝမှာကျမ်းမာရေးတွေမကောင်းဘူးစိတ်တွေကြားတယ်မျောလင့်ချက်တွေကုန်ဆုံးနေတယ်အဲ့ဒီဟာကဘဝရဲ့ဏီကုံမဟုတ်ဘူးဏီကုံကဘာလဲဆိုရင် suffering became a path for salvation of other သူတို့အဲ့လိုမျိုးဒုက္ခခံရလိုက်တဲ့အခါမှာဘာဖြစ်လာလဲဆိုရင်ဒီမှာထောင်မှုနဲ့တကွသူ့ရဲ့မိသားစုတွေအားလုံးဟာကယ်တင်ခြင်းရတယ်ဆေးကြောခြင်းခံတယ်ဆိုတဲ့အရာပဲဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်၌ချစ်လားစွာသောဘုရားရဲ့သားသမီးပေါင်းတို့ကျွန်တော်တို့ရဲ့ destination ကျွန်တော်တို့ရဲ့ vision ဟာကယ်တင်ခြင်းရဖို့ပဲဖြစ်တယ်ကျွန်တော်တို့ရဲ့ mission ဟာဘုရားသခင်ကျွန်တော်တို့ရဲ့တန်ရှင်းသောဝိညာဉ်တော်ဦးစီးလမ်းညွှန်မှုအားဖြင့်ခံစားရရှိတဲ့ကျေးဇူးတော်တွေကိုနေ့စဉ်နဲ့မျှကြိုးစားရုန်းကန်လှူရှားရမှာပဲဖြစ်ပါတယ်ဒါကြောင့်မိမိတို့ရဲ့ဘဝတတ္တမှာ Do not despair in trial ဒုက္ခတွေကြုံတဲ့အခါမှာဘုရားကိုမမေ့ပါနဲ့စိတ်တဲ့မချပါနဲ့ဒီနေ့ Paul နဲ့ Silas လိုမျိုးပဲထောင်ထဲမှာရှိတာတော့မှဘုရားသခင်တမ်းမှာဆူတောင်းတယ် complain မတတ်ဘူးဟိုလူကဟိုလိုဒီလူကဒီလိုဟိုလူကလှုပ်လိုက်လို့ငါကထောင်ထဲကြတာဒီလူကပြောလိုက်လို့ငါကဘဝကပြက်တယ်ဘသူကိုမှ complain မတတ်ဘူးအရှိကိုအရှိတိုင်းလက်ခံတယ်ဘုရားကိုဘုရားရှင်ထံမှာဆူတောင်းတယ်ဘုရားကိုချီးမွမ်းတဲ့အခါမှာတကူလက္ခဏာကိုခံစားရခြင်းပဲဖြစ်ပါတယ်လွယ်တဲ့ကျေးဇူးတော်တွေကိုယနေ့မြတ်စွာတရားတော်မြတ်မှာတောင်းခံကြပါဘုရားသခင်ကျွန်တော်တို့တူးစီကိုကျွယ်ဝစွာကောင်းချီးပေးပါစေ